Marvel Universe ကြီးဟာမိုးကြိုးကိုလက်နက်တစ်ခုလိုမျိုးအသုံးချနိုင်တဲ့အပြင်စัจ java ဝါတွေမှာရှိတဲ့အစွမ်းထက်ဆုံးလက်နက်ကိုလည်းပိုင်ဆိုင်ထားတဲ့နတ်ဖျားတွေအပိုလိုမရှိဘဲပြီးပြည့်စုံလာတဲ့ Universe ကြီးတစ်ခုလုံးကိုအကြိမ်ကြိမ်ပြန်ပြီးတည်ဆောက်နိုင်စွမ်းရှိတဲ့ဉာဏ်ကြီးရှင်တွေ Reality တစ်ခုလုံးကိုလက်ဖြောက်တစ်ချက်တည်းနဲ့ပြောင်းလဲပြစ်နိုင်တဲ့ Titan မျိုးနွယ်တွေအစားရှိတဲ့အတော်လေးကိုအစွမ်းထက်တဲ့တက်ရှိတွေနဲ့ပြည့်နှက်နေကြပါတယ်။ဒါပေမဲ့ဒီလိုမျိုးစွမ်းလာပါတွေဆိုတဲ့တက်ရှိတွေဟာစัจ java ဝါကြီးရဲ့အခြေခံနည်းယာမာတွေကိုတော့လွန်ဆန်နိုင်စွမ်းမရှိကြတာမို့လို့သူတို့ရဲ့အစွမ်းတွေကိုလည်းအကန့်အသတ်တွေကြားတွေကသာအသုံးပြုနိုင်ကြပါတယ်။ Abraxas ဆိုတဲ့သူကတော့တခြားတက်ရှိတွေလိုမျိုးအခြေခံနည်းယာမာတွေရဲ့ကန့်သက်ထားတာမျိုးကိုခံရခြင်းမရှိတဲ့အပြင်ဒါဇင်နဲ့ရှိတဲ့ Galactus တီကိုတော့အနိုင်ယူတိုက်ခိုက်နိုင်ခဲ့တဲ့ Fantastic Four ရဲ့အစွမ်းထက်ဆုံးရန်သူတော်တွေကတယောက်ဖြစ်ပါတယ်။ Abraxas ဟာနတ်ဖျားလိုမျိုးအစွမ်းထက်တဲ့ Cosmic Entity ပဲဖြစ်ပြီး Reality Weapon ကိုစိတ်ကြိုက်ပြုလုပ်နိုင်တဲ့အစွမ်းရှိက Multiverse တွေထဲမှာတဦးတည်းသာရှိတဲ့ Multiversal Being တယောက်ပဲဖြစ်ပါတယ်။ Abraxas ဟာ Multiversal Being တယောက်ဖြစ်တာနဲ့အညီ Universe တစ်ခုထဲမှာသာမကဘဲတခြား Universe တွေထဲမှာပါ Reality Weapon ကိုလုပ်နိုင်တဲ့အစွမ်းရှိတဲ့သူဖြစ်ကဒီနေ့မှာတော့ Abraxas ကိုစတင်မိတ်ဆက်ခဲ့တဲ့2000ခုနှစ်ကထွက်ရှိခဲ့တဲ့ Fantastic Four Annual Comic အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ဇလန်ရဲ့အဆောက်မှာတော့အာဂါသာတွေကနေဥက္ကာခဲလိုမျိုးအရာတစ်ခုဟာကဘာစီကိုဥတီလာခဲ့ပြီးနယူးယောက်မြို့မှာရှိတဲ့ Times Square လေတဲ့ကိုပြုတ်ကျလာခဲ့ပါတယ်။ပြုတ်ကျလာတဲ့အရာကတော့မီးလောင်ကျွမ်းပြီးသေဆုံးနေတဲ့ Galactus ရဲ့ခေါင်းပြတ်တစ်ခုပဲဖြစ်ပြီးအဲဒီနောက်မှာတော့ Fantastic Four အဖွဲ့ဟာဘာဖြစ်ခဲ့တာလဲဆိုတာစုံစမ်းစစ်ဆေးဖို့အတွက်ရောက်လာခဲ့ပါတယ်။အဲဒီအချိန်မှာ Tony Stark ဟာReed Richards ကိုအကူအညီပေးဖို့အတွက်ကမ်းလှမ်းခဲ့ပေမဲ့ Fantastic Four အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ Reed Richards ကညှင်းလိုက်ပြီးအဲ့ဒီအရာကိုဖြေရှင်းဖို့အတွက် Fantastic Four အဖွဲ့နဲ့တင်လုံလောက်ကြောင်းနဲ့လိုအပ်ရင်တော့အကူအညီလမ်းတောင်းမှာဖြစ်ကြောင်းပြန်ပြောလိုက်ပါတယ်။အဲ့နောက်မှာတော့ Reed Richards ကတေဆုံးမိကဘာပေါ်ကိုပြုတ်ကျလာတဲ့ Galactus ဟာသူတို့သိတဲ့ Galactus မဟုတ်ကြောင်းသိသွားခဲ့ပြီးအဲ့ Galactus ဟာအသက်ခံရပြီးအပြိုင်ဆက်ကြဝလာကနေရောက်လာတဲ့ Galactus ဖြစ်နိုင်ကြောင်းကောက်ချက်ချလိုက်ပါတယ်။အဲ့အချိန်မှာ Galactus ရဲ့ဦးခေါင်းတွေကနေအယောင်တွေထွက်လာခဲ့တာကြောင့်Reed Richards နဲ့ Van Grimm တို့ဟာ Galactus ရဲ့ဦးခေါင်းကိုဖျဲကြည့်လိုက်ပြီးအထဲမှာမေမျောနေတဲ့ Nova ကိုတွေ့လိုက်ရပါတယ်။ Reed Richards တို့တွေ့လိုက်ရတဲ့ Nova ကတော့ Nova Corps ရဲ့အဖွဲ့ဝင်မဟုတ်ဘဲ Johnny Storm ရဲ့ရည်စားဟောင်းပဲဖြစ်ပြီးကဘာကြီးကိုကယ်တင်ဖို့အတွက်ကိုစက်တီးက Galactus ရဲ့ရှိတော်ပြေးအဖြစ်လောက်ကင်ပေးဖို့အတွက်သဘောတူခဲ့တဲ့သူဖြစ်ပါတယ်။ Galactus လိုမျိုးပဲ Nova ဟာလည်း Reed Richards တို့ရဲ့ Universe က Nova မဟုတ်ဘဲတခြား Multiverse က Nova ပဲဖြစ်ပြီးအဲဒီနောက်မှာတော့ Reed Richards က Nova ကိုစိတ်ငြိမ်စေပြီးကThe Watcher နဲ့ဆွေးနွေးဖို့အတွက်လကဘာပေါ်ထွက်သွားခဲ့ပေမဲ့ Watcher ကိုယ်တိုင်ကလည်းမှတ်ဉာဏ်တွေပျောက်ကွယ်နေတာကြောင့်ဘာမှမထူးပဲပြန်လှည့်လာခဲ့လိုက်ရပါတယ်။အဲ့ဒါတွေပြီးတဲ့နောက်မှာတော့ Reed Richards တို့ဟာ Buster Building ကိုပြန်သွားခဲ့ကြပြီး Buster Building နဲ့ကိုရောက်တဲ့အချိန်မှာပဲ US Presidency ကနေဖုန်းဝင်လာကြောင်း AI ကနေအသိပေးလာခဲ့ပါတယ်။ Reed Richards ကတော့သူ့ Universe ထဲမှာရှိတဲ့ US President ကဆက်သွယ်လာတယ်လို့ထင်ပြီးဖုန်းကိုကင်လိုက်ပေမဲ့သူ့ Universe ကမဟုတ်ဘဲတခြား Universe မှာသမ္မတဖြစ်နေတဲ့ Hillary Clinton ကိုတွေ့လိုက်ရတာကြောင့်အံ့ဩသွားခဲ့ပါတယ်။ Hillary Clinton က Reed Richards ကိုကဘာပေါ်မှာရှိတဲ့အဆောက်အဦနဲ့လူတွေကပုံစံတွေပြောင်းနေကြကြောင်းပြောပြလိုက်ပြီးကဘာကြီးရဲ့ကံကြမ္မာဟာ Reed Richards ပေါ်မှာမူတည်နေကြောင်းသတိပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့စိတ်ငြိမ်စေပေးပြီးထိမ့်သိမ်းထားတဲ့ Nova ဟာထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း Namorita က Reed Richards ကိုအသိပေးလာခဲ့တာကြောင့် Reed Richards တို့က Nova စီကိုသွားလိုက်ကြပါတယ်။အဲဒီအချိန်မှာတခြား Multiverse ကနေဟောဦးဆောင်တဲ့ The Law Enforcement Squad လို့ခေါ်တဲ့ Superhero အဖွဲ့ကလည်းရောက်လာခဲ့ပြီး Reed Richards တို့ကိုတိုက်ဖို့လုပ်လိုက်ကြပါတယ်။အချင်းချင်းရန်ဖြစ်ရင်းနဲ့ Nova ကMultiverse တွေဟာတစ်ခုနဲ့တစ်ခုပေါင်းစပ်နေပြီဖြစ်ကြောင်းပြောပြလိုက်ပြီးဒီကဘာကိုဖျက်ဆီးဖို့လိုကြောင်းနဲ့အဲ့လိုမှမလုပ်ဘူးဆိုရင် Abraxas ဟာရောက်လာတော့မှာဖြစ်ကြောင်းထပ်ပြောလိုက်ပါတယ်။ Marvel Universe ထဲမှာရှိတဲ့ကျွန်တော်တို့သိပြီးသား character တချို့ဟာ character တစ်ခုထပ်ပိုပြီးဖြစ်တည်မှုတစ်ခုအနေနဲ့တည်ရှိနေကြပါတယ်။ဥပမာအနေနဲ့ပြောရရင် Eternity ဟာတက်ရှိတဲ့ဖြစ်တည်ခြင်းတွေအားလုံးရဲ့ပြရုပ်တစ်ခုပဲဖြစ်ပြီး Infinity ကတော့အဆုံးမရှိတဲ့အချိန်နဲ့စัจ java လာကိုစားပြုပါတယ်။ Death ကတော့အားလုံးသိကြတဲ့အတိုင်းတက်ရှိတွေအားလုံးရဲ့အဆုံးသတ်ပဲဖြစ်ပြီးGalactus ကတော့ပျက်စီးခြင်းနဲ့ပြန်လည်မွေးဖွားခြင်းတို့ကြားမျှတအောင်လုပ်ပေးနေတဲ့သူဖြစ်က Abraxas ကတော့ဗယံပရာပျက်စီးခြင်းရဲ့ပြရုပ်တစ်ခုပဲဖြစ်ပါတယ်။ဂျိုးတလုံးပေါ်မှာတက်ရှိတွေအစမတန်များပြားလာခြင်းဟာ Cosmic Energy အမြောက်အများဖြစ်ပေါ်လာအောင်တွန်းအားပေးလာပြီးအဲ့ဒီအရာဟာတည်ဆုံးခြင်းနဲ့ရှင်သန်ခြင်းတို့ကြားမညီမျှခြင်းကိုဖြစ်ပေါ်စေတာကြောင့်ဒဏ်တူညီမျှဖြစ်အောင်ညှိဖို့အတွက် Galactus ကိုဂျိုရီကိုစားသုံးစေကမျှတတဲ့ Universe တစ်ခုကိုဖြစ်စေခဲ့ပါတယ်။ Galactus Universe ကြီးကိုမျှတမှုရှိအောင်လုပ်နေခြင်းဟာ Abraxas Multiverse တဲကိုဝင်လာပြီးဖျက်ဆီးဖို့အတွက်အဟန့်အတားဖြစ်စေတာကြောင့် Abraxas ဟာ Multiverse ထဲမှာရှိတဲ့ Galactus တွေကိုတပ်ဖြတ်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့ Reed Richards က Johnny ကို Nova ကိုစိတ်လျှော့ခိုင်းမှုအတွက်ပြောလိုက်ပြီးတခြား Multiverse ကနေရောက်လာတဲ့ Dr. Druid ကိုသူ့ရဲ့စိတ်ကိုဖတ်ခိုင်းလိုက်ပါတယ်။ Dr. Druid ဟာ Reed Richards ရဲ့စိတ်ကိုဖတ်ပြီးတဲ့အခါမှာတော့ Fantastic Four ဟာသူတို့ချတဲ့ရန်သူမဟုတ်ကြောင်းသိသွားခဲ့ပြီးဟော့ကိုတိုက်ပွဲကိုရပ်ဖို့အတွက်ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့ Dr. Druid ဟာ
လိုချင်တဲ့အဖြေကိုရဖို့အတွက် Reed Richards ကိုခေါ်သွားကပေါ်တယ်တစ်ခုကိုဖွင့်ချလိုက်ပါတယ်။ပေါ်တယ်တွေကိုရောက်တဲ့အခါမှာတော့ Captain Universe ကိုတွေ့လိုက်ရပြီး Captain Universe က Reed Richards တို့ကိုစကြဝဠာကြီးကိုမျှတစေဖို့အတွက် GLADUS တွေကို Multiverse အသီးသီးမှာတာဝန်ပေးရခဲ့ကြောင်းရှင်းပြလိုက်ပါတယ်။စကြဝဠာကြီးကိုမျှတအောင်လုပ်ဖို့အတွက်တာဝန်ပေးခံရတဲ့ Multiverse အသီးသီးမှာရှိတဲ့ GLADUS တွေယခုအခါမှာတော့တည်ဆုံသွားခဲ့တာကြောင့် Multiverse တွေဟာတစ်ခုနဲ့တစ်ခုပေါင်းစပ်လာခဲ့ပြီးဗျမ်းမရာတွေဖြစ်လာခဲ့ပြီဖြစ်ကြောင်း Captain Universe ကထပ်ပြောလိုက်ကတနေရာကိုခေါ်ဆောင်သွားခဲ့ပြီးအဲ့နောက်မှာတော့ Reed Richards တို့ဟာတည်ဆုံနေတဲ့ GLADUS တွေကြားထဲမှာရှိနေတဲ့ Abraxas ကိုတွေ့လိုက်ရပြီး Reed Richards နဲ့ Dr. Druid တို့ဟာချက်ချင်းပဲသူတို့ရဲ့ကဘာကိုအပုခံလိုက်ရပါတယ်။ Reed Richards နဲ့ Dr. Druid တို့ဟာကဘာကိုပြန်ရောက်လာတဲ့အခါမှာတော့ Reed Richards ကသူတို့ကိုဒီလိုဖြစ်အောင်လုပ်နေတဲ့သူကအတော်လေးကိုစွမ်းအားကြီးမားပြီးနတ်ဖျားတစ်ပါးလိုမျိုးစွမ်းထက်တဲ့သူဖြစ်ကြောင်းကဘာပေါ်မှာရှိနေတဲ့ super hero တွေကိုပြောပြလိုက်ပါတယ်။အဲ့ဒါတွေပြီးတဲ့နောက်မှာတော့ Omniversal Guardian Roma က Abraxas ဟာ Multiversal level ရှိတဲ့ဖြည့်ဆည်းခြင်းကိုကိုစားပြုတဲ့ entity တစ်ပါးဖြစ်ကြောင်း Franklin Richards နဲ့တခြား Multiverse ကနေရောက်လာတဲ့ Valeria Richards တို့ကိုရှင်းပြလိုက်ပါတယ်။ GLADUS ရဲ့တည်ရှိမှုဟာ Abraxas ရဲ့ Multiverse ကြီးကိုစိတ်လိုလက်ရခြေလေဖြည့်ဆည်းခြင်းပြုလုပ်မှုကိုဟန်တားနိုင်ပြီး Universe တစ်ခုမှာရှိတဲ့ GLADUS တစ်ယောက်ရဲ့တည်ဆုံမှုဟာ Abraxas ကိုပိတ်လောင်ထားတဲ့တကားကိုထိခိုက်ပျက်စီးစေကြောင်းထပ်ပြောလိုက်ကအခုအခါမှာတော့ Multiverse အသီးသီးမှာရှိတဲ့ GLADUS တွေဟာတည်ဆုံသွားခဲ့တာကြောင့် Abraxas ဟာလွတ်မြောက်လာတော့မှဖြစ်ကြောင်းသတိပေးလိုက်ပါတယ်။အဲ့ဒါတွေပြီးတဲ့နောက်မှာတော့ Reed Richards တို့ဟာလွတ်မြောက်လာခဲ့တဲ့ Abraxas ကိုရှောင်လွှဲလို့မရဘဲထိတ်တိုက်ရင်ဆိုင်လာခဲ့ရပြီး Abraxas ဟာ Ultimate Nullifier ကိုပါရရှိခဲ့တာကြောင့် Reed Richards တို့အနိုင်ရဖို့ရာဂိုင်နှုန်းဟာအတော်လေးနေခဲ့ပါတယ်။အဲ့အချိန်မှာပဲ Reed Richards ရဲ့သားဖြစ်ပြီးအစွမ်းထက်ဆုံးလူသားတစ်ယောက်လည်းဖြစ်တဲ့ Franklin Richards ဟာသူ့ရဲ့ရှိသမျှအစွမ်းနဲ့ GLADUS ကိုတီရွာကနေပြန်ပြီးခေါ်ပေးလိုက်တာကြောင့် GLADUS ဟာပြန်ပြီးအသက်ရှင်လာခဲ့ပါတယ်။ Ultimate Nullifier ဟာ GLADUS ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့် GLADUS ဟာ Abraxas စီကနေ Ultimate Nullifier ကိုလွယ်တကူယူနိုင်ခဲ့ပြီး Reed Richards ကိုပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့ Reed Richards ဟာ Ultimate Nullifier ကိုသုံးကပျက်စီးယိုယွင်းနေတဲ့ Multiverse ကြီးကိုဖျက်ဆီးလိုက်ပြီး Abraxas မရှိတဲ့ Multiverse ကိုပြန်ပြီးဖန်ဆင်းပေးလိုက်က Reality တစ်ခုလုံးကိုကယ်တင်နိုင်ခဲ့ပါတယ်။ Ultimate Nullifier ဟာ Marvel Universe ထဲမှာရှိတဲ့အစွမ်းထက်ဆုံးပစ္စည်းတွေကတစ်ခုပဲဖြစ်ပြီးအရာအလုံးကိုစိတ်ကြိုက်ဖန်ဆင်းနိုင်ဖျောက်ဖျက်နိုင်တဲ့အစွမ်းရှိကအသေးစိတ်သိချင်တော့ကျွန်တော်တင်ထားတဲ့ဒီဗီဒီယိုမှာတွားရောက်ကြည့်ရှုနိုင်ပါတယ်။ဂျိုရီကိုအပြင်းပြေဝါးစားနေတဲ့ကျွန်တော်အပါအဝင်အကျန်းဆုံးလို့ထင်ခဲ့ကြတဲ့ Fantastic Four ရဲ့ရန်သူတော်ကြီးဖြစ်တဲ့ GLADUS ဟာ Multiverse တွေအားလုံးထဲမှာတယောက်တည်းသာရှိတဲ့ Abraxas ဆိုတဲ့ entity နဲ့ရှင်ရင်တော့မပြောပလောက်တဲ့သူပဲဖြစ်ပါတယ်။ Abraxas ဟာ GLADUS 9ယောက်10ယောက်လောက်ကိုသာချခဲ့တဲ့သူမဟုတ်ဘဲ Multiverse တွေထဲမှာရှိတဲ့ GLADUS အကုန်လုံးကိုတပ်ဖြတ်နိုင်ခဲ့က GLADUS အလောင်းပုံကြီးဖြစ်အောင်လုပ်နိုင်ခဲ့တဲ့သူဖြစ်တာမို့လို့အတော်လေးကိုအစွမ်းထက်တဲ့သူလို့ပြောလို့ရပါတယ်။ဒါ့အပြင် Marvel Universe ရဲ့အစွမ်းထက်ဆုံးအရာဖြစ်တဲ့ Reality Weapon ပြုလုပ်ခြင်းဟာ Abraxas အတွက်အားရောင်မဆိုင်ရတဲ့အရာတစ်ခုဖြစ်တဲ့အပြင် Multiverse တွေမှာပါ Reality Weapon လုပ်နိုင်တာကြောင့် Scarlet Witch နဲ့ရှင်ရင်လည်းအတော်လေးကိုအစွမ်းထက်တဲ့ Comic Character တစ်ယောက်လို့ပြောလို့ရပါတယ်။ဒီနေ့ကတော့ဒီလောက်နဲ့ပဲအဆုံးသတ်ပါရစေခင်ဗျာ။ဒီလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့ဗီဒီယိုတွေကိုလည်းဆက်ပြီးတင်ဆက်ပေးသွားမှာမို့လို့ Subscribe မလုပ်ရသေးရင်လည်း Subscribe လုပ်သွားပြီး Like နဲ့ Notification ခေါင်းလောင်းလေးကိုနှိပ်ခဲ့ဖို့လည်းမမေ့ပါနဲ့အောင်။နောက်ဗီဒီယိုမှာဆက်ပြီးတွေ့ကြတာပေါ့။